တစ်ချိန်ကနာမည်ကျော်မင်းသမီးကြီးတယောက်ရဲ့ item တွေကအခုချိန်ထိမိုက်နေတော့လားမြန်မာစကားတွေကိုတစ်ခါမှ review မလုပ်ဘူးပဲမဲ့ဒီတစ်ခါတော့ရုပ်တရက် review ပေးခြင်းစိတ်ပေါ်လာလို့ချက်ချင်းဗီဒီယိုထားရလိုက်တာပါအခုဖြုံတင်နေတဲ့ရွှေပင်အိုဆိုတဲ့စကားကိုသတိထားမိကြလားသတိမထားမိဘူးဆိုရင်အခုပဲသတိထားလိုက်တော့နော်ဒီကားကထထမိုးဦးနဲ့အလင်းရောင်တို့တားမီနေရာကတရုပ်ဆောင်ထားတဲ့ကားအရင်ဆုံးပြောရရင်ထထမိုးဦးရဲ့တရုပ်ဆောင်မှုတားဆိုးသမျှတားတဘောဆိုပြီးတော့ချစ်ရမကြနှစ်ရကြတဲ့ကာရီတာကြောင့်ဒေါသတွေကြီးလှိမ့်ထွက်လာဒီလိုဒေါသထွက်တယ်ဆိုတာလေကာရီတာပိုင်နိုင်လို့ပဲမလားပြီးတော့အလင်းရောင်အပြင်ကအလင်းရောင်ကိုမေ့သွားတဲ့အထိတကားလုံးစေးသမားဘိန်းသမားရုပ်ပြင်းနေပုံများဇက်ပီးရဲ့အထိကိုထိုင်ဆဲမိနေရောသူ့ကိုယ်သူနိုင်ငံသားပြန်ကြီးပါပေါ့နိုင်ငံသားပြန်ကြီးကစီးရမရှိတဲ့အပြင်အိမ်အောင်ရေးပါထောက်ပြန်ပေးရနော်အမေပေးစားတဲ့မိန်းမကိုယူပြီးတော့သူ့စီကထူစားမဲ့မိန်းမကိုစပယ်ရှယ်အန်းတာအမေပေးစားတဲ့အမောပြေလေးကတော့နော်ဖောရထားအမေခွဲတဲ့ဒီကားကသူချစ်ခင်ကတော့မိုးဟစ်ကိုမိုးဟစ်ကိုကဒီကားမှာအရန်ကိုလှပါတယ်နော်ဖောကတော့ရင်းအေးကာရီတာလေးနဲ့လှဒီကားထဲမှာအလင်းရောင်ရဲ့ကာရီတာရစ်ချက်မြင်းမှာကန်ကောင်းချက်ကတော့အချောအလှလေးတွေကြီးကိုဝိုင်းလဲနေရပဲအမေရင်ကိုခြေစုံကန်ပြီးတော့စေးသမားတာဖြစ်တာနော်ဒါမျိုးကြတော့ကန်ကောင်းတယ်အချီးကန်ဆိုတာသွားရှင်လို့မရဘူးဆိုတာဒါမျိုးကိုပြောတာယူတတ်ရင်သင်ခန်းစာရစရာတွေအများကြီးမို့အမေကိုချစ်တယ်လို့မပြောရသေးရင်ဒီကားသွားကြည့်ပြီးတော့အိမ်ကအမေကိုအမောပြေအောင်ချစ်တယ်လို့ပြောလိုက်ကြပါနော်ရွှေပင်ကိုဇလန်း review လေးရနေပြီးတော့နောက်ဆက်လိုက်ပါတယ်အားလုံးပဲစတာပါမာရီယာ